တချို့ကနေပြပြတချို့ကဖြူဝါဝါအော်တချို့မှချိန်ဖွင့်တချို့မှပန်းရှင်ကိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာတော့ကုန်းမောင်ခေတ္တုံကစာဆိုတော်ဦးတိုးရေးသားခဲ့တဲ့ရာမရကန်ကနေကောင်းလို့ထားတဲ့ဘုံနဲ့ကန်နဲ့ရွှေသစင်းဆိုတဲ့ကြပြကိုကျွန်တော်ရွတ်ဆိုသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့မှာကျွန်တော်မူရင်းရကန်ရွတ်ဆိုပုံရွတ်ဆိုနေတဲ့အတိုင်းရွတ်ဆိုသွားမှာမဟုတ်ဘဲနဲ့ကျွန်တော်ဒီနေ့မော်ဒန်ခေတ်မှာတချင်းနဲ့ကြပြအဖြစ်တည်ဆိုကြတဲ့ပုံစံတိုင်းကိုပဲကျွန်တော်ရွတ်ဆိုသွားမှာဖြစ်ပါတယ်ခင်ဗျာစင်ကြီးမြိုင်ကြီးရိတ်ကြီးတော်တောင်နေရောင်မခံပန်းမြပင်းစင်မြေနဲ့ရန်ဖတ်ခက်လက်စိမ်းများမှုမခါဘူးနွေလာတမ်းမောက်ရင်ချင်းရောက်ခါမှနင်းတော့ခဲ့ရွှင်ရွှင်ပွင့်မှုရစင်ညာသည်ရွှေပင်စင်ငွေပင်စင်ပရမပင်စင်ကမောအင်ဖတ်ဆောင်စိတ်ရိတ်ကိုရေတွက်လို့ဆိုရောမီလက်တံတော်တမီလက်တံရှင်နဲ့နေအောင်ကြီးလာရောင်ဝါမိုးလုံးပြမိုးလုံးမိုင်ပလဲဆိုင်ပလဲနဲ့ချစ်စရာလိပ်ပြာတော်နီလာရောင်တောင်လုံးမြိုင်သုံးခွင်ဆိုင်ခိုင်လုံးဆန်းပင်လုံးလန်းရွယ်တန်းရင်ညာရန်စိမ့်များတို့လေသိမ့်နိုင်လာကိနရီကသည်နဲ့တချို့ကနေပြပြတချို့ကဖြူဝါဝါအော်တချို့မှချိန်ဖွင့်တချို့မှပန်းရှင်ကိုခံရင်တွင်ဝေယနာမြင့်ဗန်တိုင်းတင်ဖို့မြို့ဝင်မင်းစားလိမ့်မပါပဲကွယ်ရစေးဖြစ်ရောင်းလို့များမြင်မလားတေခြင်းသေးရှင်ခြင်းရှင်အမတန်ရာဇဝတ်တော်ခံရမည်မြတ်ပန်တော်ပန်းခိုင်လုံးလန်းကိုဟိုလောင်ပန်းဝဲဘဲကုန်းချဝဲမတော်ဖုန်းနဲ့ခံနဲ့ရွှေသစင်းအဖုန်းနဲ့ခံနဲ့ရွှေသစင်းအဖုန်းနဲ့ခံနဲ့ရွှေ